You are going. What have you felt? Prophet. This is special. It is different. Brother John. Rise up. Yimuka. This is very different. Brother John has been touched by God's power. Oyagala genda. You want to go. Amanya gokusobozesa ogenda ogafunye. The power. Kati okyakomplaininga ki? I want to say something, Prophet. So မိတ်ဆွေတို့ဒီတရားကို prophet ကသုံးကျင်တိုင်တိုင်တူပေးတာဖြစ်တယ်တူပေးတဲ့က I feel different ဆိုတော့ခါတိုင်းနဲ့လုံးဝမတူပဲသူအသက်တာထဲမှာပြောင်းလဲတာခံစားရတယ်တဲ့ဆိုတော့ prophet ပြောတာကနင်းကနိုင်ငံခြားသွားဖို့ဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့ဒီလူငယ်ကသူတခုပြောပြရစေတဲ့ဆိုတော့ဒီနေ့ကဒီလူငယ်ကဘာပြောလာမလဲဆိုလို့ရှိရင်သူကprophet ကိုကဲ့ရဲ့တဲ့သူဖြစ်ပါတယ်နော်သူကရွာကနေတက်လာတာဒါပေမဲ့ရွာမှာ prophet ကိုကဲ့ရဲ့တယ်ပြီးလို့ရှိရင်ရွာကလူတွေကဒီ prophet ရှိတော့မှဗိတိရေယူလာတယ်ဒါပေမဲ့အဲ့ဒီဗိတိရေကိုသူကအထင်မကြီးဘူးသူကအဲ့ဒီဗိတိရေကိုလောင်းပေးလိုက်တာဖြစ်တယ်အဲ့ဒီနောက်မှာဘုရားသခင်သူ့ကိုပါဆုံးမလဲဆိုတော့သူကထောင်ကျသွားတယ်လပေါင်းထောင်ပထမထောင်မှာ10လကျတယ်ဒုတိယထောင်မှာလဲ7လလောက်ကြာတာဖြစ်တယ်ဆိုတော့သူကအခုထောင်ကနေထွက်လာပြီးမှသူဖျားเจ้าကိုရောက်တဲ့အခါမှာ prophet သူ့ကိုတူးတဲ့အခါမှာသူ့ထဲမှာရှိတဲ့ nut ဆိုထွက်တဲ့သူကငါအခုခံစားချက်ပြောင်းသွားပြီလို့ပြောတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ကဘာအတွက်လဲဆိုလို့ရှိရင်တချို့ယခုခေတ်ခရိယန်ဒီ prophet အကြောင်းမသိဘူးနော်မသိတဲ့က prophet ကိုကြည့်ရတဲ့သူရှိတယ်ဒါကခရိယန်ဒီတယောက်လည်းခရိယန်ပါပဲဒါပေမဲ့သူက prophet အကြောင်းကိုမသိပဲကြည့်ရတာဆိုတော့မယုံကြည်သူတွေလည်းပဲမသိပဲကြည့်ရတာရှိတယ်ဆိုတော့ဘသူပဲယုံကြည်သူပဲကြည့်ရမယုံကြည်သူပဲကြည့်ရဘုရားသခင်ကရှုမြင်တာဖြစ်တယ်အခါကြလို့ရှင်ကိုကမယုံကြည်လို့ပဲကြည့်ရယုံကြည်လို့ပဲကြည့်ရဘုရားသခင်ဆုံးမလာတဲ့အခါခံရမှာဖြစ်ပါတယ်ဗောနော်ဒါကြောင့်ဒီတမန်ကျမ်းစာထဲမှာဘုရားလူတွေကဘုရားသခင်အသွားလောက်မသိတဲ့အခါအချင်းကြီးပြည့်စည်တယ်လို့ပြောတာဖြစ်တယ်ဆိုတော့ prophet ရဲ့အကြောင်းကိုမသိဘဲနဲ့မကဲ့ရဲ့တင်ပါကဲ့ရဲ့လို့ရှိရင်ကိုကမသိပဲကဲ့ရဲ့မိတာဖြစ်တဲ့အတွက်အကျိုးနဲ့ဒုက္ခရောက်နိုင်တယ်ဆိုတာကိုဘုဟုတ္တရဖြစ်စေမှာဖြစ်ပါတယ်ဒါပထမတစ်ချိန်တို့တာ What have you felt? Prophet. This is special. It is different. ဒါကဒုတိယချိန်တို့တာ Brother John. Rise up. Yimuka. မတ်တယ်ပါ This is very different. Brother John. ကတော့မတို့တော့ဘူးတတိယချိန် Oyagala genda. You want to go. နေကနိုင်ငံခြားသွားချင်တာ Gokusobozesa ogenda ogafunye. The power. Kati okyakomplaininga ki? I want to say something, Prophet. I want to say something prophet ကျွန်တော်ကိုတစ်ခုပြောပြရစေ My name is Mawanda John. သူ့ရဲ့နာမည် I'm sorry, Prophet. I abused you. I blasphemed against you. prophet ရဲ့ကျွန်တော် sorry လို့တောင်းပန်ပါတယ်ကျွန်တော်အတိတ်က prophet ကိုကျွန်တော်ကဲ့ရဲ့ခဲ့ပါတယ် It was in 2020. အဲ့ဒါ2020မှာဖြစ်ပါတယ် I was living in Nabweru. ကျွန်တော်အဲ့ဒီတုန်းကနာဘွဲရူမှာနေပါတယ် And a lady called Nalgo Slivia was praying from here. ကျွန်တော်တို့ရွာကအမျိုးသမီးတစ်ယောက်ကဒီမှာဆုလာတောင်းပါတယ်လာတောင်းခံပါတယ် She brought holy water. ရွာကိုပြန်လာတော့ prophet ကဗိတ္တရေယူလာပါတယ် And then, because people had already told me that don't bring close to you people who pray from Prophet Samuel Kakande's church. ဆိုတော့ရွာမှာဗာပြောလေဆိုတော့အဲ့ဒီ prophet ကဆုတောင်းပြီးမှယူလာတဲ့ပစ္စည်းတွေငါတို့ရှိကူမယူလာနဲ့လို့ပြောတတ်တယ်ဘာဖြစ်ဆိုတော့ရွာကလူတွေကဒီစာရနဲ့ဆက်နွယ်တဲ့လူတွေကများတာဖြစ်တဲ့အတွက်အဲ့ဒီ prophet ဆုတောင်းထားတဲ့ရေငါတို့ရှိမယူလာနဲ့လို့ပြောတာကိုသူကလည်းကြားတာဖြစ်တဲ့အတွက် I got hold of the holy water that she brought and I poured it and I said, this is mere water. There's nothing special about it.
ဆိုတော့အဲ့ဒီအမျိုးသမီးဆွတောင်းခံထွက်လာတဲ့အမျိုးသမီးယူလာတဲ့ဗိတရေကိုဒီရေဘာမှမဟုတ်ပါဘူးဆိုမှကျွန်တော်ရေကိုယူမှတွန်ပစ်လိုက်ပါတယ် mwaka tegwaggwako ne bankwata ne bantwala ne bansiba Even before the end of the year, after me doing all that, they arrested me and took me to prison. အဲ့ဒီလိုလှုပ်ခဲ့တဲ့နေ့မကုံခင်မှာပဲကျွန်တော်ကအเจ้าမရှိပဲအဖမ်းခံရပြီးမှထောင်ကျပါတယ် profeti bansiba ekitali okumala emyezi 11 ne bantwala n'ekiko ne bansiba omugatte emyezi 20 gye In namala prison mukomera in Chitalia for 11 months, and after that, they transferred me. ကျွန်တော်အဲ့ဒီချစ်တာလဲဆိုတဲ့ထောင်မှာအပြစ်မရှိပဲကျွန်တော်က17လထောင်ကျပါတယ်အဲ့ဒီနောက်မှာထောင်ပြောင်းပါတယ် To Chico prison, as to say I was there in prison for 20 months. ဆိုတော့အဲ့ဒီဒုတိယထောင်မှာ20 months လပေါင်း20ထောင်ကျပါတယ် nafukamiranga n'ensaba negayira katonda But while in prison now, I decided to kneel down, pleading to God. era ထောင်ထဲမှာကျွန်တော်နေတဲ့အခါမှာကျွန်တော်မားပြီဆိုတာသိလိုက်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကိုကျွန်တော်ဝန်ချတောင်းပန်ပါတယ် wanzijira mu kirooto Then you appear to me in the dream. no ကျွန်တော် prophet ကိုမားပြီ prophet ပို့လိုက် prophet ရေကိုမထီမဲ့မြေလုံးမိပြီကျွန်တော်မားပြီဆိုတာသိတဲ့အခါအပြည့်ဝန်ချတောင်းပန်တယ်အဲ့လိုအပြည့်ဝန်ချတောင်းပန်တဲ့အခါမှာအိမ်မက်ထဲမှာ prophet ကိုယ်တိုင်ပေါ်လာပါတယ် kamira n'osaba nga you profeti knelt n'asaba ne simutuukako And you knelt down and you prayed so hard, and I said, the prophet is praying, but I cannot even reach where he is. ဆိုတော့အိမ်မက်ထဲမှာ prophet ကဒူးထောက်ပြီးမှကျွန်တော်အတွက်စူးစမ်းဆူတောင်းတာကျွန်တော်တွေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကအိမ်မက်ထဲမှာ prophet ရှိတဲ့နေရာသွားလို့မရပါဘူး mala n'ogenda Afterwards, you went. n'ensiga နောက်မှာ prophet ကဆူတောင်းပြီးမှထွက်သွားတာကိုကျွန်တော်တွေးလိုက်ပါတယ် ansaba nga neegayira yesu ansonyiwa ansaasire ku kye So nakola I continued praying, asking Jesus to have mercy on me. And ဆိုတော့အိမ်မက်ကနေနိုးလာပြီးတဲ့နောက်မှာ prophet ထွက်သွားတာကိုကျွန်တော်အိမ်မက်ထဲမှာတွေးလိုက်တယ်အိမ်မက်ကနေနိုးလာတဲ့အခါကျွန်တော်ဆူတောင်းတာမရက်ဘူးဆက်ပြီးမှဘုရားသခင်ကိုအသနာခံဆူတောင်းပါတယ် forgive me for blaspheming you. namala ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့ prophet ကိုကျွန်တော်ကကဲ့ရဲ့ခဲ့တဲ့အတွက်ဖြစ်ပါတယ် komera emyezi 20 lwakuvoola profeti I was in prison for 20 months. ကျွန်တော်က prophet ကိုကဲ့ရဲ့ခဲ့တဲ့အတွက်ဘုရားသခင်ကကျွန်တော်ကိုထောင်ဒဏ်အနည်း20ပေးပါတယ် All this 20 months ဆိုလပေါင်း20ထောင်ချပေးပါတယ် after me blaspheming the prophet. nsaba ဒါက prophet ကိုကျွန်တော်ကဲ့ရဲ့မထင်မဲ့မြင်လုပ်ခဲ့တဲ့အတွက်ခံရတာပါဆိုတော့ဒီနေ့ online မှာရှိတဲ့သူတွေပေါ့နော်ယုံကြည်သူဖြစ်ပါစေမယုံကြည်သူဖြစ်ပါစေ prophet အကြောင်းသိတယ်ဖြစ်စေမသိတယ်ဖြစ်စေတတိထားမှာကတော့ကဲ့ရဲ့တာမလုပ်မိဘူးအကျိုးအလကားနေအကျိုးနည်းနိုင်တာဖြစ်တယ်ပေါ့နော်ဘုရားကမြင်တယ်ပေါ့နော် prophet ဆိုတာဘုရားကဆက်လွတ်တာဖြစ်တယ်အဲ့ဖက်အခန်းကြီး4အငယ်7စနစ်မှာယေရှုခရစ်တော်ကလူတချို့ကို prophet အဖြစ်ဆက်လွတ်တာဖြစ်တယ်ဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး9အငယ်9မှာဂျူးလူမျိုးတွေကိုကူညီဖို့အတွက်ဘုရားသခင်က prophet ကိုဆက်လွတ်တာဖြစ်တယ်ရှေးကာလမှာ prophet ကိုမြင်တော်သူလို့ခေါ်တာဖြစ်ပါတယ်ယခုကာလ prophet တွေပေါ်လာတာဖြစ်တဲ့အတွက်တစ်ချိန်တည်းမှာပဲ prophet ဆိုတာဘာလဲနားလည်ဖို့ဘုဒ္ဓရာတင်ပေးတာဖြစ်ပါတယ် yesu ansonyiwa ansaasire Ask asumulire Jesus forgive ddala me and set me ogende free. amiina byonna kati birose amiina It is all well with you. It is all well with you အခုမှနေမှာဘာမှပြဿနာမရှိတော့ဘူးလို့ပြောပါတယ်ဘာကြောင့်မရှိတာလဲအခုန prophet ကမိုက်နဲ့နှစ်ခါတူတယ်လက်နဲ့တစ်ခါရမ်းတယ်သူ့ထဲမှာရှိတဲ့နတ်ဆိုးထက်ခွာတယ်ပြီးမှသူကိုယ်တိုင်လည်းနောင်တရတာဖြစ်တဲ့အတွက်အပြစ်လွတ်ခြင်းတို့ရောက်တယ်ဒါကြောင့် it is all well with you နေမှာဘာမှပြဿနာမရှိတော့ဘူးလို့ပြောတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြေကြီးပေါ်မှာအသက်ရှင်တဲ့အခါမှာလူတွေနဲ့ပြဿနာတက်တတ်တယ်ဖះနဲ့ပြဿနာတက်တတ်တယ်ဆိုတော့လူနဲ့တက်တဲ့ပြဿနာကိုလူနဲ့ဖြေရှင်းလို့ရပါတယ်ဖះနဲ့ပတ်သက်တဲ့ပြဿနာကိုကြတော့နော် prophet တွေကိုမထင်မဲ့မြင်လုပ်ပြီးမှဖြစ်လာတဲ့ပြဿနာကိုကြတော့ဘုရားသခင်ကိုဝန်ချတောင်းပန်မှတာလွတ်မြောက်နိုင်တာဖြစ်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ